မျိုးသမီးဟာသူမရဲ့ခင်မွန်းနဲ့မင်္ဂလာဆောင်နေတော့မှပဲဧည့်သည်အားလုံးကသူတို့ရဲ့ဖုန်းတွေကိုရုတ်တရက်ကြည့်နေကြပါတယ်အမျိုးသမီးကလည်းသူမရဲ့ဖုန်းကိုချက်ချင်းကြည့်လိုက်တဲ့အခါမှာတော့လွန်ခဲ့တဲ့နှစ်ကလေးကပျောက်ဆုံးနေတဲ့သူမရဲ့ရီးစားဟောင်းကလိုက်လွင်နေတာကိုတွေ့လိုက်ရပါတယ်သူကအဲ့ဒီအမျိုးသမီးဟာသူ့ရဲ့တလို့သမီးပဲဖြစ်ရမယ်လို့ပြောနေတာပါသူမရဲ့ခင်မွန်းကတော့ချက်ချင်းပဲတက်တော်ဆောင်တွေကိုလွတ်ပြီးအိမ်ကိုဝိုင်းခိုင်းလိုက်ပါတယ်ရီးစားဟောင်းကအထဲကိုလုံးဝဝင်မလာနိုင်စေရဘူးလို့လည်းအမျိုးသမီးကိုနှစ်သိမ့်ပေးခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးပြန်လို့လာတဲ့အချိန်မှာတော့သူမရဲ့ခင်မွန်းကမရှိတော့ပဲရီးစားဟောင်းကသူမဘေးမှာအိတ်နေတာကိုတွေ့လိုက်ရလို့ထိတ်လန့်သွားပါတယ်သူမကခင်မွန်းဖြစ်သူဘယ်မှာလဲလို့ချက်ချင်းမေးမြန်းပါတော့တယ်အမျိုးသားကတော့သူမသားသူ့စကားကိုနားထောင်မယ်ဆိုရင်ခင်မွန်းဖြစ်သူနဲ့တွေ့ပေးမယ်လို့ပြောပါတယ်အဲ့ဒီခါမှာတော့အမျိုးသားရဲ့စိတ်ရောဂါပြန်ထနေပြီဆိုတာကိုအမျိုးသမီးကရိပ်မိသွားပါတယ်အမှန်တော့အဲ့ဒီအမျိုးသားဟာပြင်းထန်တဲ့စိတ်ကြဝေဒနာခံစားနေရသူဖြစ်ပြီးအမျိုးသမီးကတစ်ချိန်ကသူ့ရဲ့စိတ်ပညာကုထုံးပညာရှင်ဖြစ်ခဲ့တာပါအမျိုးသားကသူ့ရဲ့နာကျင်စရာအတိတ်တွေကိုပြန်ပြောပြနေတဲ့မျက်နှာမူအရာကိုမြင်တဲ့အခါမှာအမျိုးသမီးကသူ့ကိုမချစ်ပဲမနေနိုင်ဖြစ်ခဲ့ရပါတယ်ဒါပေမဲ့သူတို့တွဲပြီးတဲ့နောက်မှာတော့အမျိုးသားရဲ့ပြင်းထန်တဲ့အပိုင်ဆိုးလို့စိတ်ကိုသူမခံစားနိုင်တော့ပါဘူးဒါကြောင့်လွန်ခဲ့တဲ့နှစ်မှာအမျိုးသမီးကထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်အမျိုးသားကတော့အဲ့ဒီတုန်းကသူ့ကိုစွန့်ပစ်သွားခဲ့တဲ့အတွက်သူမကိုအပြစ်တင်ပါတယ်အမျိုးသမီးကသူပါလို့ရှိလဲဆိုတာကိုဓာတ်ရိုက်မိလိုက်တဲ့အခါမှာတော့အံ့ဩစရာကောင်းတာကအမျိုးသားလိုရှိတာဟာသူမချက်ပေးတဲ့ခောက်ဆွဲတစ်ပတ်ကံပဲဖြစ်နေပါတယ်ခောက်ဆွဲစားနေရင်နဲ့အမျိုးသားကသူ့ကိုယ်တိုင်လက်နဲ့လုပ်ပေးထားတဲ့ဆွဲကြိုးကိုဘာလို့ဝတ်မထားတာလဲလို့မေးပါတယ်အမျိုးသမီးကတော့ဘာမှပြန်မပြောပါဘူးဘာလို့လဲဆိုတော့အဲ့ဒီဆွဲကြိုးကိုသူမပြစ်လိုက်တာကြားပြီးမို့လို့ပါအမျိုးသားကတော့မနှက်ဖြန်မတိုင်ခင်အဲ့ဒီဆွဲကြိုးကိုဝတ်ပြီးငါစီလာရင်မင်းရဲ့ခင်မုန်းကိုတွေ့ရမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီညမှာအမျိုးသမီးဟာအဲ့ဒီဆွဲကြိုးနဲ့တူအောင်ပြုလုပ်ထားတဲ့အတူကိုဝတ်ပြီးအမျိုးသားစီကိုတွားခဲ့ပါတယ်ခင်မုန်းဖြစ်သူဘယ်မှာလဲလို့သူမကစိုးရိမ်တကြီးမေးတဲ့အခါမှာတော့အမျိုးသားကဟိုကားထဲမှာရှိတယ်လို့ပြောပါတယ်အမျိုးသမီးကခင်မုန်းကိုရှာဖို့အမြန်ပြေးသွားပေမဲ့ကားထဲမှာတော့သစိမ်းတစ်ယောက်ပဲရှိနေပါတယ်သူမကဘာလို့လိန်တာလဲလို့မေးတဲ့အခါမှာတော့အမျိုးသားကသူမဝတ်လာတာဆွဲကြိုးတူဆိုတာကိုဓာတ်ရိုက်ဖွင့်ချလိုက်ပါတယ်အဲ့ဒီဆွဲကြိုးဟာသူတို့ရဲ့အချစ်သက်တည်ဖြစ်လို့သူဘယ်တော့မှမမနိုင်ပါဘူးတစ်ပုံကတော့လွန်ခဲ့တဲ့နှစ်ကအမျိုးသားဆွဲကြိုးလုပ်နေတော့မှသူ့လက်ကိုအမှတ်မထင်စူးမိပြီးဆွဲကြိုးပေါ်ကိုသွေးတစ်ဆက်ကျခဲ့ပါတယ်ဆွဲကြိုးတစ်ဖက်မှာပဲသွေးစွန်းနေတာကိုမြင်တော့အမျိုးသမီးကနောက်ထပ်ဆွဲကြိုးတစ်ဖက်ပေါ်ကိုသူမရဲ့သွေးကိုပါချလိုက်ပါတယ်ဒီလိုလုပ်ခြင်းအပြင်သူတို့နှစ်ဦးထာဝရအတူရှိနေမှာလို့သူမကပြောခဲ့တာပါသူမရဲ့ဒီလုပ်ရက်ကြောင့်ပဲအမျိုးသားကအဲ့ဒီဆွဲကြိုးကိုပြန်ရဖို့အစွဲလန်းကြီးဖြစ်နေရတာပါအမျိုးသမီးကတော့သူ့ရဲ့ပုံမှန်မဟုတ်တဲ့အချစ်ကိုလက်မခံပဲဆွဲကြိုးကိုလည်းလွှင့်ပစ်လိုက်ပြီလို့ပြောပါတယ်ဒါအပြင်သူမမှာအခုအိမ်အောင်ရှိနေပြီဖြစ်လို့သူမရဲ့ဘဝထဲကနေထွက်သွားပေးဖို့တောင်းဆိုပါတယ်ဒါပေမဲ့အမျိုးသားကတော့ငါမင်းကိုချစ်တယ်ဆိုတဲ့စကားကိုပဲထက်တလဲလဲပြောနေပါတော့တဲ့အိမ်ပြန်ရောက်ပြီးနောက်မှာတော့အမျိုးသမီးစီကိုသူမရဲ့ခင်မွန်းစီကဖုန်းဝင်လာပါတယ်ဒါပေမဲ့သူမလုံးဝမျှော်လင့်မထားတာကတော့ခင်မွန်းဖြစ်သူဟာကွာရှင်းပြက်ဆဲဖို့အတွက်ဖုန်းဆက်အကြောင်းကြားလာတာပဲဖြစ်ပါတော့တယ်